မီဘာလို့ခုမှပြန်လာရလဲအခုဒီမှာကြည့်ဘယ်ချိန်ရှိပြီလဲနေ့ကစာတင်ဖို့အတွက်ဂိုက်ဆရာမစောင့်နေရလေဘယ်နဲ့ကြောင်းတော့ဆရာမစာတင်ဖို့အတွက်ထိုင်ဆောင်နေရလို့အသိပဲမရှိရဒါနဲ့နေမင်းနာကဘာဘူးတော့အဖေကိုတမီးကောင်လေးလို့တော့မပြောနဲ့နော်အဖေကလည်းဒီနေ့ကစပြီးတမီးကိုဂိုက်ပြပေးမယ်တမီးကိုယ်တိုင်ရှာထားတဲ့ဂိုက်ဆရာဟမ်မင်္ဂလာပါဦးလေးကိုတွေ့ရဝမ်းသာပါခင်ဘာမှဝမ်းမသာနိုင်ပါဘူးနင်းပြန်တော့တမီးအဖေရှာထားတဲ့ဂိုက်ဆရာမနဲ့ပဲတင်ရမယ်အဖေကိုပြက်ပြောထားပြီးသားလေအဖေကိုပေးတဲ့ဂိုက်ဆရာမနဲ့ဆက်မတင်နိုင်တော့ပါဘူးလို့ကိုရင်းနဲ့ပဲတင်မယ်ဘာမဟုတ်ပါဘူးတမီးခေါ်ထားဂိုက်ဆရာနဲ့ပဲတင်မယ်လို့တမီးနော်အကြံနေတိနေတယ်အဖေကလည်းဆရာရှိမှဘာတွေပြောနေလဲမသိဘူးဆရာတင်းစာအရင်လှုပ်ချင်နေပြီသူရစကားပြောရဆိုတော့ပြောရနေလေဘာပြောလိုက်တယ်ဘာမဟုတ်ပါဘူးခလေးလဲစာမတရားတော့ဆိုပြန်တော့မယ်နော်ဆရာမမပြတ်ပါနဲ့တမီးလေးကိုရအောင်ပြောကြည့်ပါဦးမယ်မပြောပါနဲ့ရောခလေးကသူတင်ရင်နဲ့သူနဲ့တင်ပါစီခလေးလဲစိတ်ပါမှာစောက်စိတ်စားလုပ်နိုင်ပါလေအားကြောင့်ပြန်တော့မယ်နော်မပြတ်ပါနဲ့တမီးကိုစာမတင်တော့ဘူးဆိုမဲ့လေကိုကြီးကိုအချစ်ကြောင်တင်ရပါတယ်အရေးနှာဘူးလားထားလေရှင့်ပြောချင်နေကြပြီအခုလည်းတစ်ခါအလုပ်ထုတ်ပြောလိုက်အောင်နှာဘူးဆရာမလေးရေပြောရလိုက်လေချင်းမကြောက်တဲ့ထဲချင်မိဘကိုပေးချင်ကြောက်ကိုလေးစားမိဘကိုပေးထားမကြောက်တော့ကချစ်မိဘကိုကြွရပြက်တယ်လို့လည်းဖြစ်နေပြီမင်းနဲ့မလေးရောက်နေကြပဲယောက်ျားကလည်းဘာလို့ပြင်မှာစကားတွေမုတ်တုမတက်နဲ့ပြောနေရတော့အထက်မှာစကားပြောလဲရတဲ့ဟာခင်းနေလဲချက်တာအတော်ပဲတမီးတစ်ခါလေးဝင်စားခဲ့လိုက်တော့ခေါ်လေဘာလို့ညာတော့မင်းအားမနေရလားလာတော့တမီးလည်းဆိုတစ်ခါလေးတူစားအောင်အမနာနဲ့နော်အမေကြည့်ရလဲအားနာနေတဲ့ရုံနဲ့ကဲလာခိုင်မအောင်ရောက်တော့ရောက်ခွဲတမီးနဲ့နေနေစားတစ်ခါလေးစားပါနော်တော်ပါပြီမစားတော့ပါဘူးကဲပါဒီမှာခဏထိုင်ဆောင်လိုက်နေနေစားတစ်ခါလေးတော့ပြင်လိုက်တော့မယ်အမေသမင်းစားရအောင်လို့ခေါ်နေရမလားဒါလေးသမင်းစားရအောင်စားဘူးဆုံးစားဘူးဟဲ့စားဘူးအမေဘာလဲဒီနေ့တထင်းဆိုတော့လေဟင်းကောင်းပါမယ်သူတို့နောက်တစ်ခါထပ်ခေါ်လို့ရှင်မြို့ဝင်စားလိုက်ကြတယ်အေးတော့ပဲနေပြီးစားနေတယ်မေလာပြီမေပြန်တော့လို့လားဖြည်းနော်ဒါမှအဲ့ဒါတော့မပြန်ဆုံးမယ်လေနော်တတာဒီစိတ်ရအောင်နော်အယောဒီမှာခမများတို့အပြုံးကိုယောက်ျားလေးလို့မြင်ချင်ပါတယ်ဆိုတဲ့ဆန္ဒကိုအပြုံးကဖြည့်ဆည်းပေးလိုက်ပါပြီเนาะအခုဒီဇလန်ထဲမှာဆိုရင်မြင်တွေ့ရပါမယ်ခမများเนาะအဲ့တော့ဇလန်လေးကိုထပ်လိုက်ခါကြိုက်လဲအားပေးကြပါအောင်အပြုံးအရန်နဲ့ကိုစူးစမ်းပြီးတော့ဗောနော်အားထုတ်စိုက်ထားပါတယ်လို့ယောက်ျားကားလိုက်တာချွေတော့ပြန်တာရှင်တို့လိုက်ရောတာเนาะမလေးဒီမှာယောက်ျားကြီးလို့ကျွန်မစိုက်ကြိုက်ပါနေရတော့ဘာကိုလာလေကိုရွာလာကိုချစ်ကမြင်မလေးချစ်ကကိုတော်ကြီးမိမမိမရဲ့ရှင်းပြပြစီမရှင်းပြနဲ့အိမ်ရောက်မှရှင်းလာခဲ့ဟာဘယ်လိုပါလဲဆိုပြီးတော့ကမြင်းတော့ထားနေလာခဲ့မိမနာတယ်မိမနာတယ်လို့နင်အခုတော့နာရတလားငါကတော့လေငါယောက်ျားအလုပ်သွားတယ်အလုပ်ခွင်ထဲမှာအစင်မပြေပါမလားဆိုပြီးအိမ်ကနေစိတ်ပူလိုက်ရတာနေကတော့အလုပ်ထဲမရှိဘဲနဲ့ပါကစ္စတန် KTV ရောက်သွားတော့မိမလည်းသူငယ်ချင်းစုံလုံးတစ်ခါတလေသွားတော့တိတ်ဆန်းနင်တို့တငယ်ချင်းတွေမစုံလဲစုံဆိုပြီးသွားကြတာဒါနဲ့နင်မေးပါအောင်မယ်ခဏမှနေဖက်ထားတဲ့ကောင်မလေးအဲ့ဒါဘယ်လိုတော့သူကလာမင်းနဲ့လာမင်းလားတာနင်နာမည်တော့မှတ်မိနေတယ်နင်နဲ့ဘယ်လိုပတ်သက်လဲလို့ငါအဲ့ဒါသိချင်တာမိမလည်းဘယ်လိုသိမှာတော့အဲ့ဒါသူငယ်ချင်းခေါ်ထားတာတငယ်ချင်းခေါ်ထားတာကိုနေရဖက်တယ်ဘာကိစ္စဖက်ရလဲအဲ့ဒါလားအဲ့ဒါ तू ကအရင်ကြောက်နေတယ်ဆိုလို့ဖတ်ထားပေးရလေ तू အရင်ကြောက်နေတယ်ဆိုလို့ရှင်ကဖက်လိုက်တာပေါ့အေးဟုတ်တယ်အခုကျမအရင်ကြောက်နေတယ်အရင်ကြောက်နေတယ်လို့အေးလေကြောက်နေတယ်ဆိုဘာလဲငါတော့မဖက်ချင်ဘူးဖက်နင်းဟောလေအိမ်ထဲမှာဘယ်မှမတော်ခိုင်းမနဲ့9ရက်တပတ်တလားဖက်ခိုင်းမလားဘာလုံးမထမလုံးနဲ့ငါ့ဖက်တက်လို့ပဲလို့လားတကယ်ချင်းရဲ့နင်ကဟုတ်ရလားဟုတ်ပါတယ်လိုက်တာလိုက်ခဲ့စမ်းမနေကြိုက်မှတေးကြတယ်အေးအဲ့ဆိုလေတော့မယ်လေအေးအဲ့နင်တော့ပြောလိုက်အောင်လေမလေဒီယောက်ျားပြောစရာမလိုပါဘူးဒီမှာဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်အဲ့လိုဒီပိုင်နေပေါ့မလေးငါပဲလေအဲ့ဆိုတော့မယ်တော့မိမ1 2 3
ကိုကိုဘာကြီးပေးရအောင်ဒီမှာတဲ့အန်ဒီတော့ iPhone 7ကိုမလက်ဆောင်ပေးတဲ့ဟာအဲ့ဘာဘူးလေ ဟွန်ဒီကလေတဲ့ကိုအမြဲ တော်ကြီးပြောနေတော့ကိုကိုကလေတဲ့ကိုချစ်မအရန်တိတာဘာသာကတာချစ်တယ်တဟပြောပြီးတော့တဲ့ရတော့ကို LV ကိုချီလက်ဆောင်ပေးမှထင်တာတော်ကြီးကိုနဲ့လည်းပြက်ပြီးဒီဖုန်းကချားလို့ပဲပြည့်လိုက်တော့မယ် တဲ့ထက်အော်ပါတယ်ထက်ခဏနေပါအောင်ထက်နင်ဘလို့ပုံစံကြီးဖြစ်သွားလဲ ဘယ်ပုံစံဖြစ်ရမှာလဲမင်းမြင်တဲ့အတိုင်းပဲ အော်နင်တော့အိမ်ထောင်ကျသွားပြီကိုနင်အိမ်ထောင်အဆင်ပြေရလားနင်သာလွန်ခဲ့တဲ့10နှစ်ကငါအချစ်ကိုငွေနဲ့တန်ဖိုးဖြတ်ခဲ့ပဲနဲ့ငါပေးတော့လက်ခံခဲ့နင်ခုလိုမျိုးဖြစ်မှာမဟုတ်ဘူး ဒီစမ်းပါဦးနင်အဲ့တော့ငါ့ကိုဘာပေးခဲ့ရမလို့လဲ GNG နဲ့ခင်လေသူကအမဲဆက်တင်းသိပ်သမားတွေအတွက်ကိုရီးယားဖော်မြူလာနဲ့ထုတ်လုပ်ထားတာဟာအသက်73နှစ်ကနေပြီးတော့နင်းလိုမျိုးကိုဝင်ဆောင်မိခင်တွေကအစားသုံးလို့ရတယ် ဟမ်ကြိလား ဟုတ်တယ်သူ့ရဲ့တက်ချာလေးကလေလိမ့်လိုက်အေးလေးနဲ့စိတ်ဝင်လွယ်တယ်နင်းတရားတာတော့နှစ်ဖက်အတွင်းတိတိတတ်တာဖြူဝင်လာစီမှာလက်ထက်စီရော FDA ထောက်ခံချက်တွေရပြီးသားမလို့နင်းစိတ်ချလက်ချသုံးလို့ရတယ်ဟာ အခုလိုပြန်စဉ်းစားရလဲဘာလဲနောက်လိုက်ရပါတယ်ဟာ အော်နင်ကလည်းနောက်နှမရပါနဲ့အခုချိန်သုံးလဲမီးပါသေးတယ် အေးကျေးဇူးပဲနော် မဟုတ်လေငါးနေ့ကိုရောင်းတာ ဟမ် GNG နိုင်ခင်ကို GNG official page မှာမာယူယုံနဲ့ငွေသားကုပွန်လေးတွေပေးဖို့စီစဉ်ရှိပါတယ်ခင်ဗျာလက်ကမာယူလို့တူတိုင်းပိုင်ဘာနေတဲ့ဆင်စုံစမ်းမင်းမြင်လို့ရပါတယ်ခင်ဗျာ မင်းစွစွကြောင့်ဘာမှမသိဘူးနော် သိတယ်စစုနဲ့ကျွန်တော်နဲ့ကလေသူငယ်တဲ့နေချစ်ခဲ့ကြတာအမကျွန်တော်မြို့ပေါ်မှာကြောင်ပြောင်းလိုက်လို့ဒါသူနဲ့ကျွန်တော်နဲ့ဝေးခဲ့ရတာအခုမှသူနဲ့ကျွန်တော်နဲ့ပြန်ဆုံပြီးအချစ်တင်နိုးထခါစပဲရှိသေးတာ ပြန်ဆုံးတယ် အေး နိုးထားတယ် အေးလေ ဟောမဖြစ်နိုင်တာငါမောင်ရဲ့ ဘာလို့ဖြစ်လဲအမလဲစစုနဲ့ကျွန်တော်နဲ့အခုလေးတင်သူနဲ့စကားပြောခဲ့တယ်ကြုံညာရောင်ဝင်ခဲ့သေးတယ် မမစိတ်ထားစမ်းပါမပြောပြမယ်စွစွကလေလောကမှာမရှိတော့တာငါမောင်ရဲ့ အမကျွန်တော်သဘောမတူတိုင်းရှောက်မပြောနဲ့ကွာ ခက်တော့တာပဲငါမောင်ရဲ့ဒီမှာအမပြောပြမယ်စိတ်အေးလေးထားဟုတ်ပြီလားစွစွကလေငါမောင်ကိုအမမြို့ကိုပို့ပြီးတစ်နှစ်အကြာမှာပဲပို့ထိပ်ပြီးဆုံးသွားပြီဗျာဒါဆိုကျွန်တော်တို့ခဲ့တဲ့စုစုကတကယ်အယောရေတောက်ထားလားဟုတ်ကဲ့ပါရေတောက်ထားလားဟုတ်ကဲ့ပါရေတောက်ထားလားဟုတ်ကဲ့ပါရေတောက်ထားလား Don't say we ရေတောက်ထားလား အန်ဒီဘာကိစ္စလဲမသိဘူးနော် အင်ချီလာယူရလေ ခင်းကြီးလာပြီလားဘယ်ညီတော့ ဟောအားလုံးယူစမမှန်ထားတဲ့အမလေ အော်ကျေးဇူးအသေးခွဲတဲ့အလားပြေမဆိုတဲ့အကောက်ပိုင်ရှင်အမလား ဟုတ်တယ်ဒါအမပဲ မတရားလာကဲကြောက်မတော်လေးအားလုံးယူဆိုတဲ့အထေးပါတော့ အေးဟုတ်ပြီ ဟုတ်အာကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့သွားပြီနော် ဟုတ်နောက်ဒီဇိုင်းတက်တွေလည်းလာအောင်ပါနော်ဟုတ် အော်မကျွဲသမီးကဈေးရောင်းရလားသမီးရဲ့ ဟုတ်တယ်လေအဖေရဲ့သမီးကလေညီမလေးလောက်ပညာရေးဘက်မှာမထူးချွန်ပေမဲ့သမီးဝါဒနာပါတဲ့အလုပ်ကလေးစူးစမ်းလုပ်ပြီးတော့လေဒီပက်တနာနေအဖေတို့ကိုကူညီပံ့ပိုးချင်လို့ပေါ့အဖေဒီမှာကြည့်အောင်ဒီနေ့သမီးရောင်းရတဲ့အညံ့ငွေအဖေကိုအပ်တယ်နော် အော်သမီးရဲ့အဖေလဲလေသမီးငယ်နဲ့သမီးကြီးကိုအမြဲတမ်းရှင်းပြီးပြောမိရတဲ့အတွက်အဖေတောင်းပန်ပါတယ်သမီးရဲ့ မလို့ပါဘူးဖေရဲ့အဖေရဲ့စကလုံးတွေထက်လေအဖေစကလုံးနောက်မှာပါလာတဲ့မြတ်တာတရားကိုသမီးကမြင်အောင်ကြည့်တတ်ပါတယ် ဘာအဖေလဲတီးလိုက်ပါပြီလူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတော့အဖေကောင်းကောင်းကြီးကိုတီးသွားပါပြီသမီးရဲ့ မမညီမလေးလည်းမနဲ့တူစေအောင်မယ်နော် အမလေးရောင်းမှာပေါ့မမအရှိရရောက်မယ်ညီမလေးကညံကောင်းနေဆိုအနောက်ကနေစီးမှတ်ပြီးဟုတ်ပြီလား ကဲတို့သားဖားတွေဒီညနေစပြီဟိုကကွယ်ဈေးရောက်ကြမယ်ဟေးမိမရနင့်ဟာမဟုတ်သေးပါဘူးချမ်းသာတော့ဆင်းရဲတယ်လို့မျိုးဟန်ဆောင်မိနေရတာတိတ်ကိုပြစ်မှန်းတာပဲ မလေးရှင်ရမတော်သေးတယ်ကျုပ်ဆိုလို့ရှိရင်လူတွေကိုယ်တွေစင်းရတော့ယုံကြောင်အတွေးတွေပိုက်ထားတာကျုပ်ကပို့ပေးမှန်းတာတော့သိလား ဒါဆိုအကျွေးများနေမှာပေါ့ ဟုတ်တော့ယောက်ျားရဲ့ချက်ပါးတွေပူနေရတော့ယောက်ျားတို့မိန်းမတို့ကလည်းအခုတထဲတွေကြီးတာတထိုင်းနေပြနေပြီလေယောက်ျားကြောက်ရောင်ပြီးလို့ပတ်စံနေအများကြီးရတဲ့ခါကျလေ1000ပေးရမယ်လို့တသိန်းပေးရမယ်လို့10သိန်းဟောတယ်လို့မျက်စိမိတ်ပြီးတောင်းတာအုပ်တင်နဲ့ပြက်ပေါက်ပြီးပေးချပလိုက်မယ်လေ ဟုတ်ပါပြီမိမကလည်းကဲအခုပိုက်ဆံနေပြီသမီးဟင်းပြင်တော့ ကဲဟုတ်ပြီအဲ့ယောက်ျားခဏစားလေးပြင်ပြီးမှာပေါ့ကဲယောက်ျားရေစားလို့ရပါပြီ ဟာဘာဟင်းမှမချက်ဘူးလားဒီနေ့က အော်ယောက်ျားရဲ့ချင်းဟင်းနေကြီးတဲ့ယောက်ျားကိုကျွေးရတာနေတိုင်းယိုးသွားပြီအဲ့ဒါကြောင့်မလို့လေဒါလေးတွေဝယ်ထားတယ်ချင်းနဲ့ကောင်းတယ်စားကြည့်ဒါကြတော့ကချင်ပေးဖို့6ကျော်လေတော့ဟဲချင်းမလာနေပြီဘာလို့လဲတိတ်နေဟွာရီ
ဟုတ်လေ ဟေးသမင်းစားနေကြလားဘာဟင်းမလဲမရှိဘူးရော ဩဟင်းကလား အေး ဟွာလေ ဒီလိုမန်တီအင်ကဟင်းကြံလေးယူလာပါတယ်ငါမောင်လေးတနာပါတယ် အောင်မဘာလို့မရှိရမှာလဲညီးမြင်ဘူးအောင်ငါပြမယ် ဟေးမလုပ်ပါနဲ့ ဘာမလို့မလဲယောက်ျားကြောတော့မခံနိုင်ကျုပ်ကကျန်တာအကုန်ခံနိုင်တယ်ဟဲ့ဒီမှာဒါလေ top ငါပါလာချောင်းကျော်ဒါလေ top အမဲပါလာချောင်းကျော်ဒါကလေ top ကချင်ပဲဘုတ်60ကျော်ကချင်တောင်ပေါ်ရိုးရဟင်းခမုတ်အစုံတင်းလည်းချမနေနဲ့အောင်ညီးမြင်ဘူးအောင်လေအဲ့ top ကနေထုတ်ထားတဲ့အတင်စားအထုပ်ကလေးတွေပြပေးလိုက်အောင်မယ်သိလားဒီမှာဒါတွေကလေတောက်ကထုတ်တာအတင်စားအထုပ်ကလေးတွေကျင့်ဝဲအမဲအစုံမဲ ညီပြောတဲ့တော့ဘာငါတခါမှမကြောက်ဘူးအေး အမလေးအားလိုက်တာဒီမှာ top ဆိုတာလေမြန်မာနိုင်ငံရဲ့ပထမဦးဆုံးကချင်တောင်ပေါ်ဟိကအမွှေးကြိုင်နေနဲ့ဖက်ဖက်ထုတ်လုပ်တာလေကချင်ဒေတာထုတ်ကုန်အေးပြီးတော့ညီးတိအောင်ပြောလိုက်အောင်မယ် top ကလေကချင်ပြည်နယ်မွေးမြူရေးထုတ်ကုန်ပြိုင်ပွဲမှာလေပထမဆုံးအကြိမ်ကြိမ်စုခုထားတာဟဲ့ ဟဲ့စောက်ရီရှာငါ့လေးကျွေးပါဦး ဟဲ့ဘယ်လိုနဲ့ပေးလို့ရမှာလဲဒါကလေငါ့ယောက်ျားစားဖို့နဲ့ငါ့ယောက်ျားလက်ဆောင်ပေးချင်တဲ့လူတွေပေးဖို့ဝဲလာတာယောက်ျားညနေကြလို့ရှင်ဒါလေးတွေယူသွားနော်ယောက်ျားစီကိုလာမယ်လေလောပန်းတွေကိုကချင်ဒေတာအတွက်လက်ဆောင်ဆိုပြီးတော့ top အသားကြောက်ကလေးတွေလက်ဆောင်ပေးလိုက်ပေါ့သူကလေလက်ဆောင်လည်းပေးလို့လာတယ်ယောက်ျားရဲ့သူကလေအပြည့်ဆိုင်ရာကုန်မတစ်စိမ့်နဲ့အပြေရထားတဲ့ခါကျတော့ယောက်ျားလက်ဆောင်ပေးတဲ့ခါမျက်နှာပွင့်တာပေါ့ယောက်ျားရဲ့ မနေမပေးချင်နဲ့ရပါတယ်ငါပါငါအထုပ်ကြံကောက်ဝယ်စားနိုင်ပါတယ်ဒါနဲ့ဘယ်မှာရလဲ ပင်းကတော့မြစ်ကြီးနားမြို့စီတာပူရက်ကွက်မှာတစ်ဆိုင်ဒုက္ကထောင်ရက်ကွက်မှာတစ်ဆိုင် online ပေါ်မှာမှာကျင်နေဆိုရင်တော့ Horia Facebook page ရဲ့ Horia TikTok အကောင့်ရဲ့အဲ့ဒီမှာတွားဝယ်သူကပြည်တွင်းပြည်မှာအကုန်ပို့ပေးတယ်အော်အရေးကြီးတာလေးတစ်ခုပြောလိုက်အောင်မယ်ဒီကောင်းတာလေးစိတ်တက်မှမှာနော် ဒါဆိုရင်လည်းပြီးရ 哎呦，你阿妈那边你是个面的味道啊，没俺这个用的瓜，吓死人！ ဒီကောင်ကနေကိုနာလို့ဖြစ်နေလား အမေကြီးဒီနေ့နေစားပြီးကြောင်းမိတ်ပြီးတဲ့သားတော့ ရှောက်ပိတ်ပြန်ပြီ ဟုတ်တယ်လေ ဒါကြောင့်လည်းဖွင့်လာမှမကြဘူးပိတ်တော့လား ဟုတ်ပါတယ်ဆို ဟဲနင်ကြောင်မသွားချင်လို့ငါလာချင်းထဲနေမလားပြောစမ်း မဟုတ်ဘူးအမေသူပြောမှန်းတယ်ဆမပြောတောင်းဆရအောင်ပိတ်တာတဲ့ စိတ်တော့မဟဲ့ညကြောင်ကလည်းဟဲဖွင့်နာသေးပိတ်ရကတရားပါလားငါမှနင်တို့ညောက်ကြောင်သွားနေတော့ဟဲမျက်စိနားတွေအေးတယ်ဆိုရင်မှနေနေမလင်းဖြုံဘယ်လိုကြမလဲညောင်ညောင်နေရတော့အေးကဲတော်ဒီမိုးချိုသမင်းစားကြတော့တွားဒီညောင်နေတော့ငါဘလို့မှမဖြစ်ဘူးပုံမကိုဖြစ်မှာပါဖြစ်ပါဘူးသူ့လှမ်းခုံမှာဖြစ်မှာပါပြန်မြနေကြည့်ပြရမှာကလေးနဲ့ကောင်ကသူတို့ပဲ